တယောက်နဲ့လေ message ပို့တဲ့အခါမှာဖြစ်တဲ့ပြဿနာတစ်ခုက reaction ပေါ့နော် reaction ဖြစ်တာကိုယ်စိတ်ထဲမှာဖြစ်တဲ့ reaction ပြီးတော့ trigger ပေါ့နော်ကိုယ်စိတ်ထဲမှာဖြစ်တဲ့ trigger သူသဖြင့် message ပို့တာပို့ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ message ကရောက်လာတယ်ဖတ်လိုက်တယ်ရုတ်တရက်ဖတ်လိုက်တဲ့အချိန်မှာစိတ်ထဲမှာဖြစ်လာတဲ့ reaction ကရုတ်တရက်အမျိုးဖြစ်သွားတာပေါ့နော်ဒီလားပြီးထပ်ခါပြန်ဖတ်တယ်ပြန်ဖတ်တယ်ဘာလို့ဆိုလိုတာလဲပေါ့နော်ဆောကချင်း reaction ကအကြောင်းအရာတစ်ခုနဲ့ပြအရင်ကပြောမှုတဲ့အကြောင်းအရာနဲ့ပြအရင်ကကြုံမှုတဲ့အတွေ့အကြုံကြောင့်ပဲဖြစ်ပေါ့နော်အဲ့ဒါနဲ့ဆိုင်တယ်လို့ကိုယ်စိတ်ထဲမှာရုပ်တရက်ထင်သွားတဲ့အခါကျလို့ရှိရင်လေအုံနောက်ကသူဒါပြောနေပြီပေါ့နော်သူဒါပြောနေပြီဒီအကြောင်းအရာပြောနေပြီဒီလိုပြောနေပြီစိတ်ထဲမှာ reaction တစ်ခုဖြစ်သွားတယ်ဒေါသဖြစ်သွားမယ်စိုးရိမ်လေးဖြစ်သွားမယ်တစ်ခုဖြစ်သွားတယ်ပေါ့နော်ပြီးရင် defensive ဖြစ်လာတာပေါ့နော် defensive ဖြစ်လာပြီးတော့ကိုကာကွယ်မယ်ကိုချစ်တဲ့သူကိုကာကွယ်မယ်အဲ့လိုပေါ့နော်အဲ့လိုမျိုး defensive ဖြစ်လာတဲ့ reaction ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဖုန်းပေါ်မှာဆိုနည်းနည်းတော်မယ်ပေါ့နော်ဖုန်းပေါ်မှာဆိုလို့ရှိရင်သူ့ရဲ့အတန်လေးတန်ထားနဲ့ဘာပြောတာလဲဆိုတာလဲပြန်နားမလည်တော့လကောင်မရှင်းတော့လကောင်ပြန်မီးလို့ခွင့်ရေးရတယ်ပေါ့နော် message ကကြတော့အဲ့လိုမျိုးဖြစ်သွားတော့နော်အဲ့ချိန်မှာ impulsive ဖြစ်ပြီးတော့ချက်ချင်းကြည့်ရမလားရိုက်လိုက်တဲ့ပြန်ပြီးတော့ရေးလိုက်တဲ့အခါမျိုးတွေလည်းရှိခဲ့တယ်ပေါ့ရှိတယ်ပေါ့နော်ရှိတတ်တယ်အဲ့တော့ဘာထောက်ကူဖြစ်လဲဆိုလို့ရှိရင်ခဏ pause လုပ်လိုက်တာထောက်ကူရန်ဖြစ်တယ်ဒီလားခဏ pause လုပ်လိုက်တာpause ဆက်ပြီးတော့this is yeah I'm really upset I'm really angry စိတ်တူလိုက်တာပေါ့နော်စိတ်တူလိုက်တာထောင်းနေဖြစ်သွားတယ်ပေါ့နော်ကိုယ်စိတ်ထဲမှာတိလိုက်ပြီးတော့ခဏ pause လုပ်လိုက်တယ် reply မပြန်သေးခဏ pause လုပ်လိုက်တယ်ပြီးတော့နောက်တစ်ခေါက်ပြန်ဖတ်တယ်တခြားတိပဲရှိနေသေးလားဆိုပြီးတော့နောက်တစ်ခေါက်ပြန်ဖတ်တယ်မရှင်းပြန်ပြီးလိုက်တယ်ဘာပြောချင်တာလဲပေါ့နော်ဘာပြောချင်တာလဲဘာဆိုလိုချင်တာလဲမရှင်းတာလေးပြန်ပြီးရပြီးတော့အဲ့ဒါဆိုလို့ရှိရင်လေအဲ့လိုဆိုလို့ရှိရင် reaction တက်တာပါတယ်သိလား reaction ခဏပဲခံတာဟုတ်စိတ်ထဲမှာဖြစ်လာတဲ့အဲ့ဒီခံစားချက်တွေခဏပဲခံတာအဲ့လိုမျိုး pause လုပ်လို့ရှိရင်ရော့သွားတော့အမတိချာအောင်နောက်ကစဉ်းစားလို့ရတယ်ပေါ့နော်စဉ်းစားလို့ရတယ်အဲ့လိုမျိုးတွေနဲ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုနောက်မှနောင်လာရမယ်စကားတွေကပြောပြတော့